ဖွားကြီးဘာဟင်းချက်လဲ ကြောက်ဥကြောကြောက်ဥချက်ကြောက်ဥတုတ်ကြောက်ဥပြုတ် မသားမငါ့ကိုကြက်မနဲ့သာပေးစားလိုက်ပါတော့လား အဖွားကိုဘာလို့အသက်ငငယ်လေးနဲ့အိမ်ထောင်ပြုတ်လိုက်တာလဲတဲ့ Okay. စောစောယူတော့အကြာကြီးခံရတာပေါ့မဟုတ် ဒါလို့ ဒုက္ခကိုပြောတာမှအေလို့ရဲ့ဘာတွေတွေးနေတာလဲ ငါကဒီအိမ်ရဲ့အိမ်တော်ဦးစီးဒီအိမ်ရဲ့အိမ်ဦးနဲ့ဒီအိမ်ရဲ့အရှင်သခင်ပဲငါညအချိန်မတော်မှပြန်လာခြင်းပြန်လာမယ်အရက်သွားတောက်ခြင်းတောက်မယ်မနဲ့မိုးလေးမှပြန်လာခြင်းပြန်လာမယ်ငါကြိုက်တာလုပ်မယ်အဖွားကြီးနင်းနဲ့မဆိုင်ဘာမှပြောပိုင်ခွင့်မရှိဘူးနင်ငါ့ကိုပြောပေးရမှာကအဖိုးကြီးရှင်အပြင်သွားရင်ဘယ်အချင်းကိုသွားမလဲအဖိုးကြီးဘာလုပ်ပေးရမလဲအဲ့လိုပဲဖြစ်နေရမယ်မကျေနပ်ရင်ငါအိမ်ပေါ်ကနေဆင်းသွားတော်သေးတာဗျာငါပြောနေတာတွေကအိမ်မက်ထဲမှာမို့လို့